စနေနေ့ညအတွက် Premier League ပွဲစဉ်များသုံးသက်ချက်ဖြစ်ပါတယ်ခင်ဗျာ။ online ဒီနေ့မှာကြိုဆိုပါရခင်ဗျာကျွန်တော်နိုင်ဒီပါအဲ့တော့ကျွန်တော်ဒီနေ့ညမှာရှီပြိုင်ကစားကြမဲ့ Premier League ပွဲစဉ်ကတော့ကျွန်တော်9ပွဲရှိတယ်။အဲ့ဒီကမှပွဲကြီးပွဲကောင်းတွေလည်းပါတယ်အသင်းကြီးတချို့ရဲ့ပွဲစဉ်တွေလည်းပါတယ်ပေါ့နော်။ဆိုတော့အဲ့ဒီကမှကျွန်တော်ကဒီဗီဒီယိုထဲမှာတော့ကျွန်တော်ပွဲစဉ်ကျွန်တော်တွေဒါ3ပွဲလောက်ကိုကျွန်တော်သုံးသက်ချက်လုပ်ဝေးသွားမယ်။အဲ့တော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာကျတော့ကျွန်တော်ဒါဒီ Watson ဘုံမောက်ပွဲစဉ်အပါအဝင်ကျွန်တော်ဒါ Newcastle နဲ့ဒီ Manchester City တို့ရဲ့ဒီManchester City နဲ့ Newcastle တို့ရဲ့တကယ်ကိုမှပွဲကြီးပွဲကောင်းပွဲစဉ်ကိုလည်းကျွန်တော်သုံးသက်ချက်လေးပွဲကြိုသုံးသက်ချက်လေးတင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒါသုံးသက်ချက်လေးကိုစပြီးတော့ပြောလိုက်ရအောင်ပါ Aston Villa အိမ်ဝင် Villa Park မှာကန်ရမယ် League ကတော့ကျွန်တော်တို့ဒါအဝေးကွင်းလာအောင်ရင်ဆိုင်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်လေးကျွန်တော်အရင်ဆုံးစပါရင်ခင်ဗျာအဲ့တော့ Aston Villa အနေနဲ့လက်ရှိကျွန်တော်နောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်2ပွဲဒါရှုံး2ပွဲနိုင်နေကျွန်တော်တပွဲတည်ရဆိုရယ် result မျိုးကိုထွက်ထားပြီးတော့သူ့အနေနဲ့အတော်လေးကိုမှရလာပိုင်းရမတည်ငြိမ်မှုတွေဖြစ်နေတယ်သို့ပေမဲ့လည်းအမပေးစရာဒီထိတ်ဆုံးဒီ1 2 3ဆိုတဲ့နေရာမှာတော့သူ့အနေနဲ့ရက်တည်နေနိုင်တော့ပဲဆိုတော့အရန်ကြီးတော့ဆိုးလာတဲ့အခြေအနေမှာမရှိဘူးလို့ပြောလို့ရတယ်အဲ့တော့လိအနေနဲ့ကကြောက်လဲဒါအမပေးစရာရက်တည်မှုမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒါတန်းစင်းစုံရဲ့ဒီအထက်ကိုတော့သူတို့အနေနဲ့ရောက်နေပြီရလာပိုင်းရလဲအသင်းကြီးတွေကိုရောဒီအသင်းလက်တွေရောကောင်းကောင်းကြီးကန်နိုင်တယ်ခံကန်နိုင်တယ်ဆိုတဲ့အနေအထားတစ်ခုမှရှိတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ကစားခွန်ပိုင်းအရာကျွန်တော်တို့တွားပြီးတော့ကြည့်လိုက်ရအောင်ပါအဆုံးမလာနေကကြတော့ 4-2-3-1 နဲ့ဆော့တယ်အဲ့တော့ 4-2-3-1 နဲ့ဆော့တယ်ဆိုတဲ့နေရာမှာသူတို့ဒီ backup တည်ထားတဲ့ပုံစံမှာ Devasic ကိုအတော်လေးအားတန်တဲ့ဒီ Camara တို့ Onana အတွဲဆိုတာထက်ဒီခုချိန်မှာ David Luiz တို့ Douglas Luiz တို့ Onana တို့အတွဲအနေနဲ့ပွဲထွက်လာရတယ်ဘာကြောင့်လဲဆိုတော့အဓိကအပြင်ဆိုလို့ရှိရင်ဒါဒဏ်ရာပြဿနာတွေများနေတာကြောင့်လည်းပါတယ်ပေါ့နော်ဆိုတော့ Sancho တို့ Roger တို့ Buendia တို့ဆိုတာကတကယ်ပြောရင်တိုက်စစ်ကိုပို့ပြီးတော့အားတန်တဲ့ player တွေပေါ့နော်ဆိုတော့ခံစစ်တဲ့တိုက်စစ်ကိုပို့ပြီးတော့အားတန်တဲ့ player တွေလို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်ပြီးရင်နောက်တစ်ချက်ကပါလဲဆိုတော့ League အသင်းရဲ့ကစားကွက် League အသင်းကစားကွက်ကကျွန်တော်3 back နဲ့ဆော့တယ်3-4-2-1 နဲ့ဆော့တယ်ဆိုတဲ့ကစားကွက်ကပုံမှန်တိုင်းဆိုရင်ကျွန်တော် left wing back right wing back 2ယောက်ဖြစ်တယ်ကျွန်တော်တို့ဒါ Coman-San တို့ Bogle တို့ကိုအားကိုးပြီးတော့ဆော့တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့3 back တွေရဲ့ပြဿနာကဘာလဲဆိုတော့ 4-2-3-1 နဲ့တွေ့တဲ့အခါမျိုးကြားလို့ရှိလို့ရှိရင်ဒါ 4-2-3-1 ဆော့တဲ့အသင်းတွေတော်တော်များများဒီ Aston Villa တို့ဒါတခါလေ Arsenal တို့တွေဆော့တယ် Chelsea တို့ဆော့တဲ့ပုံစံတွေကတောင်ပန်တွေကိုအတော်လေးအားပြုတယ်ဗျဟိုဘက်ကLeagueရဲ့ကစားကွက်ကကြတော့3 back ဖြစ်တယ်လက်ဝန်းဘက် right wing back တွေကကျွန်တော်တို့ဒါ overlap လိုက်တဲ့အခါမျိုးကြရင်ဝင်းတွေကိုအားပြုဆော့တဲ့ Aston Villa အတွက်ဂိုးတွေရနိုင်တဲ့ chance က percentage မြင့်နိုင်တယ်တိုးပေမဲ့ဟိုတစ်ဖက်ကဒီကစားသမားတွေကဒီ League ရဲ့ကစားသမားတွေထဲမှာဆိုလို့ရှိရင်တော့ Kevin Lewin တို့လိုအရေးသွေးပြေးသွားတဲ့ကစားသမားတွေလည်းရှိတာဖြစ်တဲ့အတွက်ဒီတိုက်စစ်အားတန်တဲ့ကစားသမားတွေများနေတဲ့ Aston Villa အနေနဲ့လည်းဂိုးပြန်ပေးရနိုင်တယ်ဆိုတဲ့အနေအထားတွေမှာရှိတယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ကိုကျွန်တော်ကတော့ဒါတုတ်ပဲကစားကွက်ပိုင်းအရာဂိုးများမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်တို့သုံးသပ်ချင်တယ်အဲ့တော့ပထမပိုင်းလေးက1-1နဲ့စကြည့်ရနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်လို့ကျွန်တော်တို့ဂိုးအများလေးကိုတော့နည်းနည်းလေးသဘောကျမိတယ်ပေါ့နော်ဆိုတော့ဒီ Aston Villa League ကိုတော့ဂိုးများကိုကျွန်တော်ကြိုက်ပါတယ်အဲ့တော့နောက်တစ်ပွဲပါနောက်တစ်ခါကျတော့ကျွန်တော်တို့ Brentford နဲ့ Brighton ပွဲစဉ်အဲ့တော့ Brentford နဲ့ Brighton မှာဆိုလို့ရှိရင်အဓိကအပြင်ဆိုလို့ရှိရင်တိုက်စစ်မှုကဒီအလဲတန်းတိုက်စစ်မှုတွေတော်တော်လေးကောင်းတိုက်စစ်မှုတွေရှိရလို့ပြောလို့ရ Webback ဆိုလို့ရှိရင်ဒါ Brighton ကိုရောက်ပြီးတဲ့ကသူ့အနေနဲ့ဆိုလို့ရှိရင်ဒါဒီအသင်းထွက်ဂိုးတွေအတော်လေးသွင်းယူပေးနိုင်တဲ့အနေအထားမှာရှိတယ်အဲ့တော့ Thiago ကလည်းဒိုနီလက်ကောင်းပဲအဲ့တော့နှစ်သင်းလုံးရဲ့ပြဿနာကဘာလဲလို့မေးပြီးဆိုလို့ရှိရင်ဒီသူတို့ရဲ့ defensive midfielder တွေ player တွေဖြစ်တဲ့ Hinshelwood တို့ Baleba တို့ Yamolok တို့ Janek တို့ကဒါခြေစွမ်းပိုင်းအရတည်ငြိမ်မှုမရှိဘူးဆိုတဲ့အနေအထားအဲ့တော့အသင်းမှာက defensive midfielder တွေခြေစွမ်းပိုင်းမတည်ငြိမ်ရင်တတိယခံစားရတဲ့အပိုင်းကဘာလဲဆိုတော့ကျွန်တော်တို့ခံစစ်ပိုင်းပဲဗျ defensive midfielder ဆိုတဲ့နေရာကတကယ်ပြောရရင်စန္ဒာဘတ်တွေကိုအထောက်အကူပြုတဲ့နေရာလည်းဖြစ်သလိုဘောလုံးလမ်းကြောင်းတွေဖြတ်တောက်တာရောတိုက်စစ်ကိုဖွင့်တဲ့နေရာမှာရောအတော်လေးအရေးပါတဲ့ position တစ်ခုဘောလုံးလောကရဲ့ဒီအဓိကအရေးပါတဲ့ position တစ်ခုလို့ပြောလို့ရတယ်အဲ့တော့ defensive midfielder တွေဒါခြေစွမ်းပိုင်းရမတည်ငြိမ်တဲ့အနေအထားမှာဒီနှစ်သင်းဒီတိုက်စစ်မှုရလည်းကောင်းတယ်ဆိုတဲ့အနေအထားမှာရှိတယ်တခုပဲကျွန်တော်စိုးရိမ်တာတခုကဘိုးသမား2ယောက်ဗျဘန်ဘရိုကန်နဲ့ကလဟာကတကယ်တမ်းလက်ဆောင်ပြပြီဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတဲ့ဂိုးသမားတွေထဲမှာပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်ကလည်းကျွန်တော်တို့ဒါကိုးခွဲပွဲစဉ်တွေထဲမှာစောင့်ကြည့်ရမယ့်ခြေစွမ်းညီမျှတဲ့အသင်းရဲ့တိုက်စစ်အားပြိုင်မှုခံစစ်အားပြိုင်မှုကိုကျွန်တော်တို့ကောင်းကောင်းကြီးကြည့်ရှုစားရမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ဒီပွဲစဉ်လည်းကျွန်တော်ဂိုးအများလေးပဲကျွန်တော်ကြိုက်တယ်ဗျာဒီပွဲစဉ်လည်းအများဆိုင်လေးအောင်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်အဲ့တော့ Brentford Brighton ကိုလည်းကျွန်တော်ဂိုးအများလေးကြိုက်တယ်အဲ့တော့နောက်တစ်ပွဲပါ Chelsea နဲ့ Burnley ဘန်လီအကြောင်းပြောပြီဆိုလို့ရှိရင်ဘန်လီကလက်ရှိမှာအမပေးတရားရက်တီမှုမှာသွားပြီးချင်းတန်းစင်းဖို့ကအတော်လေးဟို percentage တော့များနေပြီ chance မရှိတော့ဘူးလားဆိုလို့ရှိရင် chance တော့ရှိသေးတယ်သူတို့အဲ့ chance ကိုအပိုင်ယူနိုင်ဖို့တော့အကောင်းဆုံးစူးစမ်းနေတော့ပဲလို့ဆိုလို့ရတယ်အဓိကအဖြစ်ဘန်လီဒီ Chelsea တို့လိုအသင်းမျိုးတွေနဲ့တွေ့တဲ့အခါမျိုးကြရင်5 back နဲ့ ဆော့လေးရှိတယ်ဥပမာ5-4-1 တို့ 5-3-2 တို့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့5-3-2 လို့လိုမျိုးဒီ formation တွေနဲ့ထွက်လာဖို့များတယ် counter attack ဆော့ဖို့ဆိုလို့ရှိရင်ကျွန်တော်ရှေ့မှာ2ယောက်ရှိမှဖြစ်မဲ့အနေထားပေါ့နော်ဆိုတော့5 back နဲ့ဆော့ရင်ဆော့မဆော့ရင်4-4-2 ကိုမှကျွန်တော်ဒါ double block ပေါ့နော်ဒီခံစစ်နှစ်ထပ်
ပုံစံမျိုးနဲ့ Chelsea ကိုရင်ဆိုင်လာဖို့ရှိတယ် Chelsea မှာကလက်ရှိဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒန်ရကစားသမားအနေနဲ့ကျွန်တော်တို့ဒါကူကွယ်လာတို့ရှိမယ်ကစ်တန်တို့ပြီးရင်ကျွန်တော်တို့ဒါကိုဖာမာကတော့ဒါဒီပွဲစဉ်မှာပါဝင်လာအောင်မယ်နေတူလည်းပါမယ်ဖာနန်ဒက်လည်းပါမယ်တော်တော်လေးလူကြုံတက်ဆုံတော့ Chelsea မှာရှိတယ်ဒါပေမဲ့ဘန်လီရဲ့ခံအားကိုကျွန်တော်တို့ဒီ short မတွက်စေချင်ဘူးเนาะဆိုတော့လက်ရှိအနေထားမှာကျွန်တော်တို့ဒီဘန်လီနဲ့ Chelsea ပွဲစဉ်ကဘန်လီရဲ့အသေးအတန် double block တွေကျွန်တော်တို့ဒါဒီတောင်မန်တွေကိုဒါ 4-2-3-1 formation ကိုကောင်တာဖို့အတွက်ဒီတောင်မန်တွေကို double flat ပုံစံတွေပေါ့ဗျာဥပမာ NATO ကို2ယောက်ကတ်တယ်ဆိုတဲ့အနေထားဒီမှာဘယ်ချမ်းက ထွက်ဆော့လာရင်ဘယ်သူဖြစ်မလဲ Fernandes ပဲထွက်ဆော့မလားအဲ့လိုအနေထားကိုဒါတေချာလေး block လုပ်နိုင်မယ်လို့တော့ကျွန်တော်အနေနဲ့ထင်တယ်အဲ့တော့ Chelsea အနေနဲ့နိုင်မယ်ဆိုရင်တော့ဂိုးမပြတ်နိုင်တဲ့အနေထားတစ်ခုမှရှိတဲ့အတွက်ကျွန်တော်အနေနဲ့ဒါ Burnley နဲ့ဒီ Chelsea နဲ့ Burnley ပွဲစဉ်ကိုတော့ကျွန်တော်ဂိုးနဲ့ကိုလည်းကျွန်တော်ကြိုက်တယ်ပြီး Burnley ကိုတော့ကျွန်တော်နည်းငယ်ကြိုက်တယ်ပေါ့နော်ဆိုတော့နောက်ထပ်တစ်ပွဲကိုလည်းနောက်ထပ်နှစ်ပွဲကိုလည်းကျွန်တော်သုံးသက်ချက်လေးထပ်ပြီးတော့လုပ်ပေးသွားအောင်မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကြည့်ရှုအားပေးခဲ့ကြတဲ့ညီကိုတွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုနဲ့တူကျွန်တော်ထပ်ပြီးတော့ပြန်ပြီးတော့တွေ့ပါဦးခင်ဗျာ